အားလုံးပဲမင်္ဂလာပါခင်ဗျာမန္တလေးတိုင်းဒေသကြီးကြောက်ပရောင်းမြို့နယ်အတွင်းမှာရှိတဲ့ကျမောက်တောင်ရေလောင်တမန်ဟာ1968ခုနှစ်မှာတိစောက်ပြီးစီးခဲ့တဲ့ရေလောင်တမန်တစ်ခုဖြစ်ပြီးယခုဆိုရင်သက်တမ်းအဖြစ်58နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်ကျမောက်တောင်ရေလောင်တမန်ဟာမီတာတမန်မျိုးစားတစ်ခုဖြစ်ပြီးတမန်လျာ8500ပေတမန်မြင့်112.5ပေရှိပါတယ်ကန်ရီပြည့်ရေလောင်နိုင်တဲ့ပမာဏ93,100ဧကပေရှိပြီးရေလောင်တမန်မှာအကျယ်300ပေရှိတဲ့တန်ကူကွန်ကရစ်ရေပိုလည်းပါဝင်တာဖြစ်ပါတယ်။ကျမောက်တောင်ရေလောင်တမန်ဟာစိုက်ပျိုးမြေဧရိယာဧက22,900ကျော်ကိုနှစ်စဉ်မိုးစပါး၊နွေစပါးအခြားသီးနှံများကိုစိုက်ပျိုးရေးပေးဝေလျက်ရှိတဲ့ရေလောင်တမန်တစ်ခုလည်းဖြစ်ပါတယ်။28ရက်နေ့6လ2025ရက်နေ့နနက်10:00နာရီအချိန်မှာကျမောက်တောင်ရေလောင်တမန်ရဲ့ကန်ရီပြည့်မှတ်ဖူဒန် level တို့ရေစတင်ရောက်ရှိခဲ့တာဖြစ်ပြီး30ရက်နေ့6လ2025ရက်နေ့နနက်10:00နာရီအချိန်မှာတော့ကန်ရီပြည့်အမှတ်အထက်ကျော်လွန်တဲ့ရေများဟာရေပိုလွဲမှာ3.8ပေရေကျော်ဆင်းမှုစတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ယခုရေကျော်မှုဖြစ်စဉ်မှာကျမောက်တောင်ရေလောင်တမန်၏တက်တန်း58နှစ်ကျော်ကာလအတွင်းမှာပထမဦးဆုံးရေကျော်မှုဖြစ်စဉ်သာဖြစ်ပြီးပုံမှန်ရေကျော်နေမှုပမာဏသာရှိတဲ့အတွက်စိုးရိမ်စရာအခြေအနေမဟုတ်ပါကြောင်းပြောကြားလိုပါတယ်။ကျမောက်တောင်ရေလောင်တမန်မှာရေလောင်တမန်တွေရဲ့အရေးပေါ်အခြေအနေကြိုတင်စီမံချက် EPP plan အတိုင်းရေပိုလွဲမှရေစတင်ကျော်သည့်အချိန်မှစ၍ရေလောင်တမန်နဲ့ရေလောင်တမန်အောက်ဘက်မှာရှိတဲ့ရက်ွက်ကျေးရွာအုပ်ချုပ်မှုရုံးတွေမှာရေပိုလွဲမှရေစတင်ကျော်နေကြောင်းတတိပေးတဲ့အစိမ်းရောင်အလံလွှင့်ခြင်းကိုဆောင်ရွက်ခဲ့ပါတယ်။ကျမောက်တောင်ရေလောင်တမန်တွင်ရေပိုလွဲမှလက်ရှိမှာ3.3ပေရေကျော်နေတာဖြစ်ပြီးရေလောင်တမန်ရဲ့ရေလွတ်အမြင့်73ပေခွဲရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လက်ရှိရေကျော်နေမှုပမာဏရဆိုရင်တမန်ထိပ်ပြင်ဒန်ခရက်ရောက်ရှိဖို့10.2ပေလိုအပ်နေတာဖြစ်ပါတယ်။ဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲဦးစီးဌာနမှတာဝန်ကျဝန်ထမ်းများအနေဖြင့်လည်းကျမောက်တောင်ရေလောင်တမန်တွင်နေညတာဝန်များထမ်းဆောင်လျက်ရှိပါကြောင်းနဲ့ကျမောက်တောင်ရေလောင်တမန်နှင့်ရေပိုလွဲတို့၏အခြေအနေမှာကြန့်ခိုင်မှုကောင်းမှုမှကြောင်းတင်ပြလိုပါတယ်။ကျမောက်တောင်ရေလောင်တမန်ရေပိုလွဲမှာရေကျော်မှုဖြစ်စဉ်ဖြစ်ပေါ်သည့်အပိုင်းတွင်ကြောက်ပရောင်းမစ်ထီလာသွားကားလမ်းမကြီးမိုင်တိုင်51/4မှ51/9ကြားတွင်ကားလမ်းပေါ်မှာရေတပေခွဲခန့်ရေကျော်နေတာဖြစ်ပါတယ်။ကားကြီးများတာသွားလာ၍လွယ်ကူမှာဖြစ်ပြီးကားသေးများနေဖြင့်သွားလာရန်ခက်ခဲနိုင်တာဖြစ်ပါကြောင်းတင်ပြလိုပါတယ်ခင်ဗျာ။